အားလုံးပဲမင်္ဂလာပါ patient print လို့ဖြစ်ပါတယ်ကျွန်တော်တို့ဝတ်သားနဲ့အခုချက်ဝယ်လာဖြစ်ပါတယ်အဲ့တော့ဘိုင်းချက်လက်ကြည့်ပါဒါတွေပို့တော့အောင်ရေးလိုက်ပါမယ်ဒါတွေကိုစနေမုန်းထည့်မယ်စိမ်းမုန်းလေးနဲ့ထည့်မယ်စားထည့်မယ်ကြက်သားမုန်းနဲ့ငယ်ထည့်ပါမယ်ပြီးရင်ချိုးမုန်းနဲ့ထည့်မယ်အဂျီနိုမိုတိုချိုးမုန်းနဲ့ထည့်မယ်ပြီးနေလိုက်ပါမယ်ဒါကိုကတော့တုံးလှီးတာမဟုတ်ပါဘူးဆိုင်ခိုင်းထိခိုင်းရတာဖြစ်ပါတယ်ဒါကတော့ဒီမှာချက်တုံပြီးချက်တုံနေချင်းထည့်အနှစ်လောက်ဖို့တော့ပေါ့နော်စီတက်ဖို့အနှစ်လောက်ဖို့တော့ထည့်အနှစ်ကိုကျွန်တော်ပါတောင်းရဆိုလို့ရှိရင်အနှစ်ကိုဒီ sauce တုံးပါပါအနှစ် sauce ပြီးတုံးပြီးတော့ဒီကောင်လေးချက်မှာဖြစ်ပါတယ်အနှစ်လောက်ဖို့တော့ထောင်းပါမယ်ညနေထောင်းမှာဖြစ်ပါတယ်ညနေထောင်းပါဒီကူလာရင်နားလေးမှွေအောင်စနေမုန်းနဲ့ထည့်မယ်စိမ်းမွေနဲ့ထည့်လိုက်မယ်ဒီလိုရမယ်အောင်းနာရဲ့အားလုံးတော့ထည့်မယ်ဒီနှစ်လေးနဲ့ထည့်မယ်အနှစ်နဲ့ထားကိုသူကျွမ်းထည့်ပါမယ်ဟုတ်ကဲ့အမွေးလိုက်ရင်ခုနကဝတ်သားကြီးနှစ်ထားတယ်ထည့်ပါမယ်ဒီလေးတော့ဟဲ့ထပ်အောင်နော်ပြီးရင်ဖုံးလေးအုပ်ထားလိုက်ပါမယ်ဖုံးကတေးအာလူကိုစားနေစရင်ဟင်းချက်လို့ရှိရင်ပြောရမြင်ပါတယ်taste ပါကျွန်တော်တို့ကတရေခမ်းဟောနောက်တရေထည့်တယ်ဟောဒါလည်းမာနေပါတယ်ဒီခန်းလေးကာရန်တူအတူဖြစ်သွား
အာလူလေးကိုထည့်လိုက်ပါဆိုတော့ဝါတာချက်လေးတော့ရပါပြီကျွန်တော်ငပိယူကြိုးလေးအတွက်ငပိယူပြီးအောင်ထောင်းမှာပေါ့ထောင်းလှော်မယ်ထောင်းလှော်ပြီးထောင်းနော်အဲ့တော့ထောင်းလိုက်ပါပါပြီးဒါဆိုရင်ငပိယူကြိုးလိုက်ပါမယ်ဒါပဲဒီမျိုးလုပ်ပြပါမယ်ညတဲ့ဟာလေးတွေကိုကတိနဲ့ညှက်ပါမယ်ချုံမုံလေးနည်းနည်းထည့်လိုက်မယ်ပြီးမှကျွန်တော်ထောင်းတာလေးထည့်ပါမယ်ဆိုရင်တော့ရတာရှိပြီးတော့ဂွမိမိမိုက်နေတဲ့ဝတ်အာလူဟင်းရယ်အပြည့်ရကျိုးရယ်ခန်းဒီချောက်ဖင်းရယ်ဖြစ်ပါလေ